မျက်နှာအသားရည်ကမညီဘူးတခါလေကြလို့ရှိရင်မဲညင်းညစ်ဖြစ်နေတယ်ဘလောက်ပဲ skin တွေခဲပေါ့နော်အသားရည်ကမညီမညာဖြစ်နေရဆိုတဲ့သူတွေကိုဇာတာတစ်ခုပြောချင်တယ်ဘာပြောချင်တာလဲဆိုတော့တေးသေးချာချာ skin care မလုပ်လို့ပြောချင်တယ်နော် skin care တွေကိုဝယ်ပြီးမှသုံးတယ်ဒါပေမဲ့ဖြစ်တယ်လို့မျိုးပဲတာဝန်အရာသုံးနေရဆိုလို့ရှင်တော့ဒါတေချာ care လုပ်တာမဟုတ်သေးဘူးဈေးကြီးရဲ့ skin care ပဲသုံးဈေးပေါ်တဲ့ skin care ပဲသုံးဘလို့ skin care ပဲသုံးအဓိကပါလဲဆိုတော့ကိုတေချာချာ care လုပ်ပြီးကိုရဲ့ care လုပ်ပြီးတလောက်ကိုရဲ့မျက်နှာအသားရလဲရက်ပိုင်းနဲ့ကိုရလက်ပြောင်းနေပေါ့နော်အဓိကတော့ skin care အရွေးမှန်ဖို့လိုတယ်တေချာချာ care လုပ်ပေးဖို့လိုတယ်ပေါ့နော်ဇာတာတို့ဒီမျက်နှာမှာဆဲသေးတွေကနှိမ့်တိုင်းရှိနေတာအဲ့လိုမျိုးဆဲသေးတွေဇာတို့ကဖယ်ရှားပေးဖို့လိုဆဲသေးတွေမရှိတော့ပါမျက်နှာအသားရည်ကကြီးကြီးလင်းလင်းလေးဖြစ်လာမယ်ရေးတဲ့အဆိုတဲ့ပြေးသွားရင်မျက်နှာအသားရည်လေး baby skin လေးဖြစ်လာမယ်နော်ပြီးသွားလို့ရှိရင် basket care သုံးထိရောက်မယ်အဲ့လိုမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့ဇာတာလောက်တဲ့လှုပ်ဝက်ချက်နီးလန်တစ်ခုပေးပဲပေါ့နော်အဲ့တော့ဇာတာတစ်ခါလေးကြာလို့ရှိရင် skin တွေတေချာမခဲပြတဲ့အချိန်မျိုးကြာလို့ရှိရင်မျက်နှာအသားရည်မငြိမညာဖြစ်လာတယ်အဲ့လိုအချိန်မျိုးမှာဆိုလို့ရှိရင်ဇာတာကဘာကိုဖိသုံးလဲဆိုတော့ညာပိုင်းဆိုရင် retinol သုံးတယ်မနက်ပိုင်းဆိုလို့ရှိရင် niacinamide serum သုံးတယ်အဲ့နှစ်ခုကိုတေချာချာလေးဖိသုံးတယ်အဲ့တော့ niacinamide serum မှာကအခုမှစပြီးသုံးတဲ့သူတွေဆိုလို့ရှိရင်တော့10% လောက်ကစပြီးတော့မှသုံးလို့ရတယ်ပေါ့နော်ဇာတာက10%သုံးတာနည်းနည်းကြာသွားပြီးထိရောက်တယ်လို့မခံစားရတဲ့အခါကျတော့50% ကိုတိုးသုံးတယ်ပေါ့နော်ညာပိုင်း85ကိုသုံးပြီးတော့မနက်ပိုင်းမှာဒီ serum လေးသုံးတဲ့အခါမှာကိုယ့်ရဲ့မျက်နှာကပြောင်တင်းပြီးတော့မှကြည်လင်ပြီးတော့မှ glow နေတဲ့ skin မျိုးကိုတေချာချာလေးမြင်တွေ့ရမှာပေါ့နော်ဒါဇာတာရဲ့အလျှို့ဝှက်ချက်ဇာတာအရန်မျက်နှာမှာဓာတ်ဆယ်ရများနေတဲ့အချိန်မျိုးကြလို့ရှိရင်အဲ့လိုပုံစံမျိုးလုပ်တယ်ပေါ့နော်ဒီ niacinamide serum 50% လေးတိုးသုံးချင်တယ်ဆိုလို့ရှိရင်တော့ GN solution ရှိတယ်သူကthe oranity တို့ Kane တို့လိုပဲပေါ့နော်သူကတော့နည်းနည်း niacinamide ရာခိုင်နှုန်းများသွားတယ်ဒါပေမဲ့တကယ်ကိုရလက်ကလည်းအရန်တိတာဘတ်ဂျက်လည်းစိတ်ဖြစ်တယ်ဒါလေးလိုချင်ဇာတာဒီမှာရှိရနော်